ရောက်ရနန်းနဲ့လမ်းမတွေမှာနှစ်သည့်ရဲ့ချိုနေကိုခံစားပန်းလိုက်စမ်းပါရှိတွေလွင်ပြန်အတားရင်နဲ့အတိတ်ကိုဖြတ်မြို့ကျော်တဲ့စေးချက်ထဲမှာပျော်ရွှင်ခြင်းတွေကခုန်စမ်းဟာဟာစိတ်ချင်းကနေယုံထွက်အသစ်တစ်ဖန်စတင်ဖို့ရာဒီရဲ့စက်တွေသက်သေးပါရာရာပြောင်း